ချိလိုက်ရင်တော့ဒါဟာတဘာဝရဲ့အလှတရားတစ်ခုလိုပါပဲစိမ့်လမ်းလေးတည်ရွက်ပေါ်မှာပန်းပွင့်လေးတွေကြားမှာငြိမ်သက်စွာနားခိုနေတဲ့ဒီတတဝါလေးဟာချစ်စရာကောင်းပြီးအန်ဒီရဲ့ကင်ပုံလဲရပါတယ်သူ့ရဲ့အရွယ်အစားကတင်းငယ်လို့တင်းဥယျာဉ်လဲလန်းရှောင်ရင်တော့တတိမထားမိပဲကြော်သွားနိုင်ပါတယ်ဒါပေမဲ့ဒါဟာကြောက်မက်ဖွယ်ကောင်းတဲ့လှည့်စားမှုတစ်ခုပါဒီအေးဆေးပုံရတဲ့ပုံရိပ်နောက်ွယ်မှာတကယ် professional killer တယောက်ရဲ့အငွေ့တက်ကပုံကွယ်နေပါတယ်သူ့ရဲ့ခေါင်းကို180 degree အထိလှည့်ပတ်ကြည့်ရှုနိုင်တာကြောင့်ဘယ်သားကောင်မှသူ့အမြင်အာရုံကနေမလွတ်နိုင်ပါဘူးဆူတောင်းနေတယ်လို့ဆူထားတဲ့သူ့ရဲ့လက်မောင်းတွေဟာတကယ်တော့တနက်တလက်ကိုကြည်အသိမ့်ပြင်ထားတယ်လို့ပါပဲချွန်းထက်ကဲစိုးရီပါတဲ့ဒီလက်မောင်းတွေဟာမက်ဆီတမိတ်အတွင်းသားကောင်ကိုအယိုးကွဲမထက်ဖန်ချုပ်ဖို့ဒီဇိုင်းထုံးထားတာပါမန်တစ်တွေဟာအင်ဆက်တွေကိုပဲစားတာမဟုတ်ပါဘူးသူတို့ထက်အရွယ်စားအစပေါင်းများစွာကြီးတဲ့ပုတ်တင်ညိုဖာနောက်ဆုံးကောင်းကင်မှာပြန်သားနေတဲ့ဝိရည်စုငှက်လေးတွေကိုတောင်မြညာမတာဖမ်းယူစားတော့တယ်ပါတယ်သူ့ရဲ့တိုက်ခိုက်မှုနှုန်းဟာမီလီစက္ကန့်အနည်းငယ်ပဲကြာပါတယ်။လူရီရဲ့မယ်လုံးနဲ့ဆိုရင်ဖန်လိုက်တာကိုတောင်မြင်ရမှာမဟုတ်ပါဘူး။သူတို့ရဲ့ရက်ဆက်မှုကဒီမှာတင်မရက်ပါဘူး။မိတ်လိုက်ပြီးတဲ့အခါမှာတောင်အမကအဖိုးကောင်ကိုအရှင်လက်လက်ပြန်စားပစ်တတ်ပါတယ်။ဒါဟာတဘာဝတရားရဲ့ထူးဆန်းပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့တားသက်သမားပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကနေဗဟုသုတတစ်ခုခုရသွားရဲဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ channel ကို subscribe လုပ်ထားပေးပါအောင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye